ဖြစ်ပေါ်နေသည့်ဒီရေးပရိကိခများကြောင့်ကျွန်တော်တို့နိုင်ငံတွင်သသုံးရခက်တဲ့မဖြစ်ပေါ်စေရေးပူးပေါင်းဆောင်ရွက်ပေးကြပါရန်စောရင်ဝန်ကြီးဌာနမှမတ်လ22ရက်နေ့တွင်အတိအပေးထုတ်ပြန်ထားပြီးပြောရတယ်။ရေဒီနဲ့ရေဖြင့်ရင်ကရေလေးရရှိရမှာအခုရက်9ရက်ဒီစုဆောင်ပူတော်မှုနေပြီးဒီပြင်ကျင်းများနဲ့သင်္ကန်းမပြတ်ဝင်ရောက်လေရှိပါတယ်။ဒီအတွက်ကြောင့်သုံးရမှုရှိတဲ့တိုင်းပြည်ဝယ်ယူရေးမကြည့်ကြပါရဲ့ဖြင့်ယခုလိုတိုင်းပြည်ဝယ်ယူမှုများပြီးရွာပြည်သူများအတွက်တင်နန်းမှုကိုဖြစ်ပေါ်နေပါတယ်။အားလည်းဖြင့်ကျမဒိနေရာတွင်ကပ်မှုလည်းရှိပါတယ်။တိုင်းပြည်ဝယ်ယူမှုများက73ဒီမောင်ကိုရောင်းရသူများလည်းပါတီရတဲ့အတွက်အမှန်တကယ်လိုအပ်သူများလိုအပ်သူများပုံရိပ်ဒုက္ခရောက်ပြီးတော့ကြောင့်သုံးရင်ကြောင်းကြမှုများဖြင့်ဝယ်ယူမှုပြုကြပါရန်ဝယ်ယူမှုပြုကြပါရန်နဲ့တည်ကျမှုများမပြတ်အောင်တိုင်းတွေမှာသတ်မှတ်ညွှန်ကြားခြင်းအတိုင်းကြောင်းကြပေးခြင်းမရှိတော့ကသက်ဆိုင်ရာသို့ဆက်သွယ်တန်ကြားပေးပါဒီချက်ချင်းတံပိတ်နေသည့်ရေယူဆောင်ရွက်ကောင်းပြီးပါကြောင်းရွာပြည်သူများဒီပေးမြစ်တာတရားခါပါလိမ့်